မြို့ဘာသာသာသနာထိန်းသိမ်းဆောင်ရှောက်ရေးဩဝါဒခံယူပွဲနဲ့ဥဆောင်ဆရာတော်များပြည့်စုံညှိနှိုင်းဆွေးနွေးပွဲညနေပိုင်းခန္ဓာစီစဉ်များပါဗျာခန္ဓာစီစဉ်နံပါတ်1နမောတတ္တ3ကြိမ်ရွတ်ဆို၍ခန္ဓာဖွင့်လှစ်ရမှာဗျာခန္ဓာစီစဉ်နံပါတ်2စိန်ရဏဓမ္မစရိယစာသင်၌ဆရာတော်ဥသာသနာဝရမှာတင်ပြလျှောက်ထားရမှာဗျာခန္ဓာစီစဉ်နံပါတ်3မြို့ဘာသာသာသနာထိန်းသိမ်းဆောင်ရှောက်ရေးအဖွဲ့ဖွဲ့စည်းခြင်းနဲ့ပတ်သက်၍အစည်းအဝေးကျင်းပရေးတာဝန်ခံမှရှင်းလင်းတင်ပြရမှာဗျာခန္ဓာစီစဉ်နံပါတ်4အစ္စင်ရွာမှပရိယတိသာသနာဆရာတော်ဘုရားကြီးမှဏီကုံကျုပ်ဩဝါဒစကားမိန့်ကြားရမှာဗျာခန္ဓာစီစဉ်နံပါတ်5ဘုရားသာသနာစီရန်တိတ္တု3ကြိမ်ရွတ်ဆို၍ခန္ဓာကြီးကိုရုပ်သိမ်းရန်ဖြစ်ပါတယ်ဗျာသို့ပါသောကြောင့်ခန္ဓာစီစဉ်နံပါတ်1ရနမောတတ္တ3ကြိမ်ရွတ်ဆို၍ခန္ဓာကြီးကဖွင့်လှစ်ပေးပါရန်ယူသေးစွာဖြင့်ခြေတော်ဥခိုင်လျောက်ထားပါသည်ဗျာနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တစီစဉ်ရစိန်ရဏဓမ္မစရိယစာသင်၌ဆရာတော်ဥသာသနာဝရမတင်ပြလျှောက်ထားပေးပါရန်ယူသေးစွာဖြင့်လျောက်ထားပါသည်ဗျာတတော်ရှိဆရာတော်ဖျားကြီးများရှိဥစွာကာရဝပြုပါသည်ဗျာအမျိုးဘာသာသာသနာထိန်းသိမ်းဆောက်ရှောက်ရေးအဖွဲ့ဩဝါဒခံယူပွဲနဲ့ဥဆောင်ဆရာတော်များတွေ့ဆုံညီနိုင်ဘွဲ့သို့ကြွရောက်တော်မူလာကြသောဆရာတော်တန်ဃာတော်အရှင်သူမြတ်တို့ဖျားရီတော်ရဲ့တသက်မှာ1000ကျော်သောတန်ဃာများကိုဖူးတွေ့ရတာဟာဒါပထမဆုံးအကြိမ်ဖြစ်ပါသည်ဖျားပထမဆုံးအကြိမ်ဖြစ်သည့်အတွက်ကြောင့်မလို့ဖျားရီတော်တို့အခါတိုင်းတန်ဃာတွေဖူးတွေ့ရတာထက်ဆယ်စားမကပီတိဖြစ်ရပါသည်ဖျားဖျားရီတော်ဗုဒ္ဓတိခိတယတတကာယဘဝတိယာပိတိဝရမေဝိတာပိတိကတိနေနာပိသံဗုဒ္ဓိပတ္တဓမ္မောတိတံဃောတိခိတယတတကာယဘဝတိယာပိတိဝရမေဝိတာပိတိကတိနေနာပိသံဗုဒ္ဓိပတ္တဆိုတဲ့တရားတော်ဒေသနာတော်ရဲ့အရသာကိုလည်းပဲဒီတန်ခါ1000ကျော်ကိုဖူးတွေ့ရတဲ့အခါမှာကိုယ်တိုင်ခံစားရပါသည်ဖျားဖျားရီတော်ဒီအစည်းအဝေးကြီးမှာဖျားရီတော်ခုလိုတက်ရောက်လျှောက်ထားခွင့်ရတာကိုလည်းပဲအထူးဝမ်းသာပါသည်ဖျားဒါပေမဲ့တဏီကုံစည်းဝေးကျင်းပထားတာဖြစ်တဲ့အတွက်ကြောင့်ဖျားရီတော်ကအချိန်ကိုများစွာလေးစားလိုက်နာပြီးတော့အကျဉ်းချုပ်ပြီးလျှောက်ထားပါမည်ဖျားဖျားရီတော်တို့ဒီလိုအစည်းအဝေးကြီးဖြစ်ဖို့ဆိုတာခုနကတပည့်တော်လျှောက်တဲ့အတိုင်းတပည့်တော်ဆိုလို့ရှိရင်အသက်48နှစ်ရှိပါပြီဖျားခုမှတစ်ချိန်တွေ့တာဖြစ်တဲ့အတွက်ကြောင့်အမတန်ကိုရတော့ရခဲဖြစ်ပါသည်ဖျားအဲ့ဒီအစည်းအဝေးကြီးမှာဖျားရီတော်တို့ကဒီဆရာတော်တန်ဃာတော်ရှင်သူမြတ်များတာဝန်ရှိဆရာတော်တန်ဃာတော်ရှင်သူမြတ်များစီမံထားတဲ့အတိုင်းကျင့်ကြချက်ထုတ်ခြင်းအစရှိသည့်လုပ်ငန်းများကိုလည်းဆောင်ရွက်ကြမှာပါဗျာဒါပေမဲ့ဖျားရီတော်အားလုံးသိကြတဲ့အတိုင်းခုနကဆရာတော်ဖျားလည်းပဲလျှောက်ထားတဲ့အတိုင်းဖျားရီတော်တို့ဒီတန်ဃာတွေအားလုံးဟာစီဝေးယုံမြမကဘဲနဲ့စီဝေးပြီးတော့ဒီအစည်းအဝေးကအကြံဉာဏ်အတွေ့အခေါ်တွေအတွေ့အကြုံတွေဩဝါဒတွေနာကြပြီးတော့အကောင့်ထဲပေါ်နိုင်လို့ရှိရင်တော့ပို့ပြီးတော့အကျိုးများနိုင်ရရှိသည့်အတွက်ကြောင့်မို့လို့ဘုန်းကြီးစာချလုပ်တယ်လို့သဘောထားပဲဘုရားကြီးတော်အကြံဉာဏ်ပေးချက်ရတာဖြစ်တယ်လို့သဘောထားကြသည်လို့ပါသည်ဗျာအဲ့ဒါကတော့ဘုရားကြီးတော်တို့ခုအစည်းအဝေးကြီးကတန်ခါအဖွဲ့ကြီးဘုရားကြီးတော်မျိုးဘာသာသာသနာထိန်းသိမ်းဆောက်ရှောက်ရေးအဖွဲ့လို့အဆိုပြုပြီးတော့တင်ပြထားပါတယ်ဗျာအဲ့ဒါကိုတော့နေ့လယ်ကနေတကူဆရာတော်ဘုရားကြီးကဒီထက်ကျင်း
lit biro a debe piwa bi labare the galon de long was a tobo a meshi barafia. I don't know Lolo se afia so you had a view of that than attending Soja ye a poet and a net. Fiario Dinejama dog Pussy a day when Pussy a Biba, Fiari Pussy beer and Nama, a low then a low day go Fiario, a jam you shout her, Giamapia. Rario Navade, Peria di Pina Yene, Buddha Pada ye, Yende Yamapia. Fiario. Briadi Pinyai, Nebuda, Pada Pinyai, Briadi Pinyai, Ado di Javi, the Diario, the Southern idea Pinyai, Pa, Dite, the two Simian, the Piendena, Piemiro, Dite, Kemio, Jesa Viro, the Tasaya down, she, Sierra Miaga, Piemedomo, Duro, the Poesiga, La Sausa, and the Sadi Piensen Bido, Kemi Pinyai. Season resolution, Bojo Yana Madivia. Navane Piario Kulo Sijara Kama, the Tene long made of Buddha, the Chunangani, Madana Piago, a John Bajo Piago, Hello Piago, John with Divi, Rio of Luca, Letra, Tiboya, Ludai Medina, and Jamulu, Navane, Tadana, the Mai Lila Itana, Tito Puleya Mafia. Navado. Father Jamia, as you are a Lila Itana, Tito Pulia Mafia. Piario Roga, the Chavada de Father Ye, Miengo, the Carpe Tagajara Mafia. Piario, Goadago, Tamadauda, Madula, Togra, Denya, Dosadi, the Landua, Dengeja, Ramyaware, Kurai Wadana, Baba, Dija, Dempetava. Lutana, Funeta, Metalosi, Konava, Dirigusiaro Viagi, and Meshi, the Lolo. The Chabada, you are a go, the John Dai Sain La Lo, Lila Jene Camu, Domho, Luade Camu, Mari Tanaga, Aguni, Sayuyama, Yauma, Mori with that Hana Lugovia, Mori with that Hana, Dudai, Mativa, Time Uton, Novaro, Duro, and Gunine, Time Gunina Matipia, Aritabova, Pia. Navadom Badavia Tana, Diton Puleya Mafia, English Badavia, Yugo Siara, Uida, Duroya. Dilo anytime you're in Jongare Camu, Mavadavia Tana, the internet, time to Tinalosi, and Rio Amiaji, Judea Musina Marafia. Now Navangaro, Nanganaga Sasai Tana, Diton Pulia Mafia. Taleva, Nanganaga Sasai Tana Surafiario, the Cha, Divi at the show, Duro, Sovaro, Duro, Yuvada, Dana, Tene, Toya, Poe, Yigo, Ludame. Ludan in the Toban in the Sadifi, Luchongelushi, Nanganga Sasai Tanaga, Simayama Wapia, Sadifi Mopia. Now, Burabada Jan, the Reza Sadi Towi, Kulu Jonah, the Logi, Duro, Goa in the Reza, Goa in Jan, Goa in Sadon, Shima, the Logi, Chechen, Piane Towi, Luyava, Dipia, Domo, a Divinia Viri, Kunanga Siaropia, Timbiare, Pina Viri, Uleve, Amiera, Titanga Tonjoa. Started Zilla with the Lucy, the bottom Yana, where Zilla among the town Pitoma of Pia, Tajamolo, Miabora Vada, Janet Rena Sadi, tow with the Jom Mafia. Now, the Piario of Borabada radio Jordan line to put detail here. Taro, Wuji, Lua Barabia, Davima, no with Lucy, no, Piario Yamananga. Got the Garagamadi, Yetradiaga, Akomadi Pia, Shenadia, Yashi, Diribusia of Yai, the Logicona, Dola, the Tain on Dubedira Via, Sierra Via, Madi, Vidoria, Tangaroria, the Vas, they know Madi like Methodology. And option Via Shiva Via, Lolo and Dane, my website to cook the Tom Tower Via, Umapia, Muva, Dana, Teddy Soja, Fuego, English, Namela, Lipe, Vido. A website to cook Tom Tom Methodology, Erimatanga, the Wago, the cook where you are on Yaifima Mafia. I know of Yarvido Navashi, and you, Vodavada, Jins and Janji, JW, Sana Kayuga, a debut Towiya Mafia. Aragaro Bao, so the Leatherlosi and Piariro, the Chabadari, Maguran, Jano, Damajano, City, Dojam, Molo, through Lila Yara, Sudu, Sibi, do Bovido Tiabadi, Pia, Rio Vodavada Majaro. Burabada, a Jayago Lila Genesolosi, Bejaza Sabi Lila Yamam, Batibiro, Joale, Nida Badipia. Hello, Joamalea, Fiario,
ဒီအစည်းအဝေးကြီးမှာဒီအစည်းအဝေးကြီးကနေဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတဲကနေပြီးတော့ဖျားရတို့တန်ဃာတွေရွေးထုတ်မယ်ဆိုလို့ဒီထက်မှပညာတတ်တွေအများကြီးပါပါတယ်ဗျာအဲ့ဒီပညာတတ်တွေပူးပေါင်းပြီးတော့ဒါဖျားရတို့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒီကျမ်းကြီးဖြစ်နိုင်ကြရှိပါသည်ဗျာတမ္မာကျမ်းကဲ့သို့တို့မှာကုံကျမ်းတွေအများကြီးရှိပါသည်ဗျာပိဋကသုံးဖို့အများကြီးပါဗျာအဲ့ဒီအများကြီးတွေကအစီအစဉ်တကျရေးလိုက်မယ်ဆိုလို့ရှိရင်ဘုရားဘာသာကျင့်စဉ်ကျမ်းကြီးဖြစ်မှာပါဗျာအဲ့ဒါကိုခုလိုတန်ဃာထောင်ကျော်ကနိုင်ငံတော်တန်ဃာမဟာနာယကပါအပါဝင်ဒီတန်ဃာများကအတည်ပြုပေးမယ်ဆိုလို့ရှိရင်အဲ့ဒီအတည်ပြုတဲ့ကျမ်းတိုင်းဆရာတော်တန်ဃာတော်အရှင်မြတ်တွေအတည်ပြုပေးတဲ့ကျမ်းတိုင်းဖျားရတော်တို့ကျင့်မယ်ဆိုလို့ရှိရင်သူများဘာသာတွေရဲ့ကိုရံကျမ်းတမ္မာကျမ်းတို့ထက်ပိုကောင်းသောဘုရားဘာသာကျမ်းဖြစ်ပြီးတော့လွယ်ကူရတာသင်လေးလာရတာအမှန်တန်လွယ်ကူပါမယ်ဗျာအဲ့ဒါလည်းပဲဖြစ်တဲ့အလွန်ကိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုဦးစားပေးပြီးတော့စဉ်းစားကြဖို့အထူးလျှောက်ထားပါသည်ဗျာနံပါတ်9ကတော့တိုင်းရင်းသားဘုရားဘာသာသင်တန်းကျောင်းများဖွင့်လှစ်ရမှာဗျာတိုင်းရင်းသားဘုရားဘာသာသင်တန်းကျောင်းဆိုတာဥပမာအပြင်ကချင်ပြည်နယ်တို့ချင်းပြည်နယ်တို့မှာဘုရားဘာသာနည်းနေတာဟာသူတို့ဘာသာနဲ့တပည့်တော်တို့ကသင်ပေးနိုင်မှုအားနည်းတာလည်းပါပါတယ်ဗျာအဲ့ဒီလိုဒီတိုင်းရင်းသားတွေကိုသူတို့ဘာသာနဲ့များများသိကြပေါ့တပည့်တော်ကသင်တန်းကျောင်းဖွင့်လှစ်ပေးမယ်ဆိုလို့ရှိရင်ဘုရားဘာသာတိုင်းရင်းသားတွေမှာများစွာထွန်းကားနိုင်ပါသည်ဗျာနံပါတ်10အနေနဲ့ကတော့နိုင်ငံခြားဗုဒ္ဓဘာသာသင်တန်းကျောင်းဖွင့်လှစ်ရမှာဗျာနိုင်ငံခြားဗုဒ္ဓဘာသာသင်တန်းကျောင်းနိုင်ငံခြားသားဗုဒ္ဓဘာသာသင်တန်းကျောင်းဆိုတာကတော့ဘုရားတို့ခုထေရဝါဒနဲ့ခက်ဆင်မှာဒါပေမဲ့ထေရဝါဒတက္ကသိုလ်အဆင့်ပါဗျာဘုရားတို့လျှောက်ထားတာအခြေခံအဆင့်ပါဗျာအဲ့လိုဘုရားတို့ဒီခုအဖွဲ့အစည်းရဖွဲ့စည်းပြီးတော့ဒီလိုလုပ်ငန်းတွေပါရှေ့ဆက်လက်ပြီးတော့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ဘုရားတို့ဒီအဖွဲ့အစည်းကြီးရဲ့လောအားဟာဘုရားတို့ရေတိုတာမကဘဲနဲ့ရှေးရှေးဘုရားတို့သာသနာတော်အတွက်များစွာထိရောက်နိုင်တယ်ဆိုတဲ့အကြောင်းဘုရားတို့လေးနဲ့လျှောက်ထားပါသည်ဘုရားအဲ့နောက်တော့ဘုရားတို့ခုဒီအစည်းအဝေးကြီးအထိတ်မှဖြစ်နေဘုရားတို့အကျမ်းတစ်ခုပေါက်သည့်အတွက်ကြောင့်မလို့အဲ့ဒီအကျမ်းကိုဘုရားတို့တပါပတိဆရာတော်ဘုရားကြီးကိုဥတိုက်ပြီးတော့လျှောက်ထားလိုပါသည်ဘုရားအဲ့ဒါကတော့ဘုရားတို့စာဖြစ်နေရေးထားတဲ့အတိုင်းပဲဖတ်ကြားလျှောက်ထားပါပြီဘုရားအထံတော်သို့တပါပတိဆရာတော်အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရန်ကုန်မြို့အကြောင်းအရာနိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက်နိုင်ငံလုံးကျွတ်မေတ္တာသုတ်တော်ရွတ်ဖတ်ပွားများခြင်းရွတ်ဖတ်ပွဲများကျင်းပရန်တိုက်တွန်းသင့်ပါကြောင်းရောက်ထားခြင်းဖျားရတို့အထက်ပါကြောင်းရာကိစ္စနှင့်ပတ်သက်ပြီးမြန်မာနိုင်ငံအချို့နေရာများတွင်ဖြစ်ပွားခဲ့သောပဋိပက္ခမျိုးကင်းရှင်း၍ငြိမ်းချမ်းသာယာသောလူအဖွဲ့အစည်းများဖြစ်ပေါ်စေရန်အတွက်ကာကြီးမေတ္တာသုတ်ကိုအချိန်သတ်မှတ်ကာတနိုင်ငံလုံးရွတ်ဖတ်ပွားများဖို့တိုက်တွန်းနှိုးတော်ရန်ဒါတပည့်တော်တို့ဒီအတန်ဃာတွေလည်းပဲအားလုံးဒါတစ်ချိန်ပေါ့ဥမာအဖြစ်ည9 နာရီဆိုတော့ည9 နာရီမှာဒီစည်းဝေးရနေပြီးတော့ဒါတစည်းဝေးရအောင်မြင်နဲ့အထိတ်အမှတ်ဖြစ်နေညဉ့်ညာရေးသင်္ကေတဖြစ်နေည9 နာရီမှာမေတ္တာသုတ်အားလုံးဘုရားဘာသာအားလုံးရွတ်ဖတ်ပွားများရန်နောက်ခါခွေတနိုင်ငံလုံးအတ္တမဆက်မေတ္တာသုတ်ရွတ်ဖတ်ပွဲများကျင်းပဖို့တိုက်တွန်းရန်ဆိုတာပြည်သူများကိုတိုက်တွန်းရမှာဗျာဒီတန်ဃာတွေများအားလုံးဘုရားဘာသာအားလုံးကိုတိုက်တွန်းရမှာဗျာအဲ့ဒီအစီအစဉ်တစ်ခုစီစဉ်မယ်ဆိုလို့ရှိရင်ဘုရားတို့ဒီအားလုံးလည်းသိတော်မူကြပြီးသည့်အတိုင်းဘုရားတို့ဒီပဋိပက္ခများကိုရေတိုဖြည့်ရှင်းတဲ့ဒီလည်းဖြစ်ပြီးတော့ငြိမ်းချမ်းသာယာတဲ့လူအဖွဲ့အစည်းလည်းပဲဖြစ်နိုင်ပါသည်ဗျာဒါကြောင့်မို့လို့ဘုရားတို့အဲ့ဒီအစီအစဉ်တစ်ခုကိုလည်းပဲဆောင်ရွက်သင့်ပါကြောင်းအလေးနဲ့လျှောက်ထားခြင်းဖြင့်ဘုရားတပည့်တော်ဤလျှောက်ထားလွှာကိုဏိဂုံးချုပ်ပါသည်ဆရာတော်တန်ဃာတော်အရှင်သူမြတ်တို့ဘုရား